Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ရေပုံကချုပ်ရတဲ့ရေခဲပနံလေးလောက်ကြအောင်ပါချပါတယ်ဟုတ်ကဲ့ရေစိုးကျွန်တော်တို့ဒီထဲမှာဒီလိုလေးရိုက်ချလိုက်ပါကျွန်တော်ရိုက်ထားတဲ့ဒီလိုရိုက်ချလိုက်ပါအဲ့မှာဒီလိုစာအုပ်လေးတော်မယ်အဲ့စာအုပ်ကြီးကြိုက်တဲ့စာအုပ်နဲ့ကြိုက်တဲ့စာအုပ်တအုပ်ယူလိုက်ပါကျွန်တော်တော့ဖနံထဲရတော့ကြိုက်တဲ့ဖနံယူလိုက်ပါကျွန်တော်နေရာဖနံယူလိုက်ပါတယ်နေရာဘူးယူလိုက်ပါတယ်ကျွန်တော်ဝီအဲ့ပြီးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီထဲကဓာလေးကိုယူလိုက်ပါအမ်ပယ်လေးယူလိုက်ပါကဲအဲ့လေးကိုယူပြီးကျွန်တော်တို့ဓာလေးကိုညီကြီးပေါ်မှာချလိုက်ပါချပြီးဖနက်ကိုရှေ့မှာထားပြီးတော့ဓာလေးကိုနောက်မှာထားရအဲ့ပြီးဓာလေးကိုဝှေ့လိုက်ပါကျွန်တော်ဘောနည်းနည်းလက်နေကြဝှေ့ပြီးတော့တွားလို့ရပါညာဟုတ်ကဲ့โอเคအေးစေးတော့အဲ့ဒါညောရေကူးဆောင်လို့ပဲလမ်းချောက်ပြီးသွားတယ်ဟုတ်ကဲ့ကျွန်တော် channel လေးကို like and subscribe like လေးပေးခဲ့ကြပါဦးအသေးဘေးနာအပေါင်းလေးပါနှိပ်ပေးခဲ့ပါဦးခင်ဗျာဟုတ်ကဲ့ဒီနေ့ဗီဒီယိုရဒီလောက်ပါပဲခင်ဗျာဟုတ်ကဲ့ဒီနေ့ဗီဒီယိုရဒီလောက်ပါပဲဒီနေ့ဗီဒီယိုဒီလောက်ပါတယ်ခင်ဗျာဟုတ်ကဲ့